ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါအခုကျွန်ုပ်၏တင်ပြမှုသည်ကျွန်ုပ်၏ကိုယ်ပိုင်တွေ့ရှိမှုဗဟုသုတနှင့် AI ရဲ့အသိပညာများကိုပေါင်းစပ်ဖလှယ်ပြီးတင်ဆက်ခြင်းတစ်ခုသာဖြစ်ပါသည်ကျွန်ုပ်၏ကိုယ်ပိုင်ယူဆချက်များသာဖြစ်၍ဓမ္မမိတ်ဆွေများအနေနဲ့စိတ်တဘောကျမှုမကျမှုများရှိနိုင်ပါသည်ဤတင်ဆက်မှုနှင့်ပတ်သက်၍မည်သို့ပင်ဝေဖန်ဆွေးနွေးအကြံပြုမှုမျိုးမဆိုကြိုဆိုလက်ခံပါသည်ဘောင်ပြင်ကိုထွက်၍လွတ်လပ်စွာတွေးခေါ်တင်ဆက်ခြင်းဖြစ်၍လည်းကျွန်ုပ်၏မှားယွင်းမှုမိတ်ဆွေများနှင့်စိတ်တဘောထားခြင်းမတိုက်ဆိုင်မှုများရှိပါကနားလဲခွင့်လွှတ်ပေးပါရန်အနုအညွတ်တောင်းပန်အပ်ပါသည်ဦးထွေးဝင်းခေတ္တဓမ္မမိတ်ဆွေဟိုလေမိသားစုထဲမှာပဲဖြစ်ဖြစ်အလော့ခွေမှာပဲဖြစ်ဖြစ်ကောနော်ကိုကအကောင်းဆုံးလုပ်ပေးနေရဲ့နဲ့စိတ်ဒီပူလောင်နေရတယ်လို့ခံစားဖို့ကြလားတော်တော်များများခံစားဖို့ကြမှာပါကျွန်တော်တို့အားလုံးကြုံဘူးတဲ့ကိစ္စပဲလေဟုတ်တယ်တခါတလေကြားရေကိုချက်တဲ့သူတွေအတွက်အရာရာကိုလုပ်ပေးနေပေမဲ့ကိုမျောလင့်ထားသလိုဖြစ်မလာတဲ့အခါဒါမှမဟုတ်အတိမပြူမခံရတဲ့အခါမျိုးမှာပေါ့မှန်တာပေါ့အဲ့ဒီလိုအချိန်မျိုးမှာအယမ်းကိုစိတ်ဖိစီးပြီးပင်ပန်းရတာပါတယ်ကဲဒါတော့တေချာလေးဖြတ်ချက်ကြည့်လိုက်ရအောင်ကောင်းပါပြီဒီကနေ့ကျမတို့နဲ့ဆိုင်လိလာဆွေးနွေးမဲ့အစီအစဉ်ကနေကြိုဆိုပါရစေဒီနေ့ပြောမယ့်အကြောင်းအရာကနေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့စိတ်ဖိစီးမှုတွေပူလောင်မှုတွေကိုရပ်တန့်ပေးနိုင်မယ်အလွန်ကိုလက်တွေ့ကြတဲ့လျှော်ဝှက်ချက်တစ်ခုအကြောင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီဆွေးနွေးမှုမှာကျမတို့အတိတ်ကလိလာကြည့်မဲ့သဘောတရားကတော့ငါတော့မဟုတ်ကိုဆိုတာတကယ်တမ်းမရှိဘူးဆိုတဲ့နစ်တဲ့သဒ္ဒနာတစ်ခုပါပဲတကယ်တော့ဒီသဘောတရားကိုကြားရရင်တချို့ကဘာသာရေးတက်တမမို့တဒနာတက်လို့ထင်သွားနိုင်တယ်လေဟုတ်တယ်နော်ဒါမဲ့တကယ်တမ်းကျတော့ဒီငါမရှိဘူးဆိုတဲ့အမြင်ကမိဘနဲ့တာသမီဆက်ဆံရေးတွေအလုတ်ခွင်ကတာဝန်ယူမှုတွေစတဲ့လက်တွေ့ဘဝရဲ့နေ့စဉ်လှုပ်ရှားမှုတွေနဲ့တိုက်ရိုက်ကိုဆက်ဆံနေတာပါအတေးကြပါပဲဒီကနေ့လေ့လာဖို့ကျမတို့စုဆောင်းထားတဲ့အချက်လက်တွေထဲမှာဆိုရင်အကြောင်းကျိုးတရားဆိုတာဘာလဲတာဝန်ယူမှုဆိုတာကိုဘယ်လိုရှုထောင့်ကကြည့်မလဲဆိုတာတွေပါဝင်နေနောက်ပြီးကျွန်တော်တို့ယင်းနိဗ္ဗာန်ထက်တဲ့မင်္ဂလာတုတ်လာလိုင်းညွန်ချက်တီကိုစစ်ပညာရှုထောင့်ကနေလက်တွေ့ဘလို့တုံးချမလဲဆိုတာဒီလည်းပါတာပေါ့ဟုတ်ပါတယ်ဒါပြင်အရေးကြီးဆုံးဖြစ်တဲ့အစွဲကင်းသောတာဝန်ယူမှုဆိုတဲ့အယူအဆကိုလည်းအသေးစိတ်လေ့လာသွားမှာပါဆိုတော့ဒီကနေ့အစီအစဉ်ရဲ့အဓိကရည်ရွယ်ချက်ကကျွန်တော်တို့နေ့စဉ်တာဝန်တွေကိုချမ်းဆောင်တဲ့အခါမှာပူလောင်မှုကင်းကင်းနဲ့ဘလို့တာဝန်ကြအောင်လုပ်နိုင်မလဲဆိုတဲ့အသိဉာဏ်တစ်ခုကိုဖော်ထုတ်ပေးဖို့ပေါ့မှန်ပါတယ်တနည်းအားဖြင့်မျက်စိပွင့်ကွာစေမယ့်အတွေးအမြင်တစ်ခုကိုမျှဝေပေးဖို့ပါပဲတခါလေမှတသနာတရားတွေဆိုလာလက်တွေ့ဘဝနဲ့မဆိုင်ဘူးလို့ထင်ရပေမယ့်တကယ်တမ်းတေချာလေ့လာကြည့်လိုက်တဲ့အခါနေ့စဉ်ဘဝရဲ့စိတ်ပိုင်းဆိုင်ရာပင်မနွမ်းနယ်မှုတွေကိုရှော့ချတာမှာဘလောက်တောင်အသုံးဝင်လဲဆိုတာတွေးမြင်လာရမှာပါမှန်တယ်ဗျာကျွန်တော်တို့လူဖွေးစီမှာအများစုကတသနာပိုင်းဆိုင်ရာအတွေးခေါ်ပြီးတရားတော်တွေကိုဖျားကြောင်ခံတွားမှဒါမှမဟုတ်တရားထိုင်တဲ့ချင်းလောက်မှာပဲသုံးရမယ်စာအုပ်ထက်ကအရာတွေဖြစ်ပဲမြင်တတ်ကြတယ်လေဟုတ်တယ်တိတန့်ကြီးခွဲခြားတတ်ကြတာဒါပေမဲ့ဒီမရှိဘူးဆိုတဲ့အမြင်ဟာနေစဉ်ရှင်းထန်နေထိုင်မှုအထူးသဖြင့်မနေ့မိုးလင်းတာနဲ့စတင်ရင်ဆိုင်ရတဲ့မိသားစုတာဝန်တွေအလုပ်ကိစ္စတွေကိုဖြေရှင်းတဲ့နေရာမှာအလုံးကိုလက်တွေ့ကြတဲ့လမ်းညွှန်တဲ့တစ်ခုဖြစ်နေတယ်ပါဒီချက်ကိုဒီကနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာတွေဒါနဲ့ရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာပါဒါပေမဲ့စဉ်းစားကြည့်တော့လူအများစုကငါဆိုတာတကယ်တမ်းမရှိဘူးကိုဆိုတာမရှိဘူးလို့တွေးလိုက်ရင်ငါမှမရှိတာငါကိစ္စမှမဟုတ်တာဆိုပြီးအရာရာကိုလစ်လူရှုလိုက်တယ်တာဝန်မဲ့သွားနိုင်တဲ့အန်ဒီရဲ့ဟုတ်ပါတယ်အဲ့ဒီလိုတာဝန်မဲ့သွားနိုင်တဲ့အန်ဒီရဲ့မရှိဘူးလားတချို့ကထင်တတ်ကြတယ်လေငါမှမရှိတာဒီမိသားစုဒီသားသမီးဒီအလုပ်ဆိုတာတွေပုံမှန်လဲငါကဘာလို့ပင်ပန်းခံပြီးတာဝန်ယူနေစရာလိုတော့မလဲပေါ့စင်ချေပေးစရာဖြစ်လာနိုင်တယ်ပေါ့ဟုတ်တယ်ဒီလိုမျိုးတွေးပြီးတာဝန်တွေကနေရှောင်ပြေးသွားနိုင်တဲ့အလွဲအမှားတစ်ခုကိုကျမတို့အရင်ဆုံးရှင်းလင်းဖို့လိုမယ်ထင်တယ်ဒါကလူတော်တော်များများအထင်လွယ်တတ်တဲ့အချက်ပဲဗျငါမရှိဘူးဆိုတဲ့အတိဟာတာဝန်မဲ့ဖို့အတွက်ဒါမှမဟုတ်ပြင်းရည်ဖို့အတွက်ဖန်တီးထားတဲ့စင်ချေတစ်ခုလုံးဝမဟုတ်ပါဘူးတကယ်တော့အစွဲကင်းကင်းနဲ့တာဝန်ကျေဖို့တာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့လေ့လာထားတဲ့မှတ်စုဒီမှာအတိအလင်းထောက်ပြထားတာပါပဲတော်တော်လေးကိုနည်းနည်းတဲ့ကွာခြားချက်ပဲနော်ဟုတ်ပါရဲ့တာဝန်ယူတာချက်အတူတူငါလုံမှငါကြောင့်ဆိုတဲ့အစွဲနဲ့လှုပ်တာလားဒါဟာလှုပ်တင်လှုပ်ထိုက်တဲ့အကြောင်းတရားဆိုတဲ့အတိညာနဲ့လှုပ်တာလားဆိုတာအယံကွာသွားပြီလေဟုတ်တယ်ကိုငါလို့အစွဲလန်းကြီးနေတဲ့သူဟာတာဝန်ယူတဲ့အခါမှာလဲသူ့ရဲ့မာနကိုပါထည့်ပြီးတာဝန်ယူတဲ့အတွက်ပူပြီးပင်ပန်းရတာပေါ့ဥပမာနဲ့ပြောရရင်မိဘကတာသမီကိုဆုံးမတာပညာတတ်အောင်ထားပေးလားလှုပ်တင်လှုပ်ထိုက်တာအကုန်လှုပ်ပေးတာတွေဟာကိုလှုပ်ရမယ်တာဝန်ကိုလှုပ်နေတာဖြစ်တယ်လို့အကောင်ဆုံးတော့အကြောင်းတရားကိုစိုက်ပျိုးနေတာပဲဖြစ်ပါတယ်
ဆိုတော့ဒီနေရာမှာငါမရှိဘူးဆိုတာကအဲ့ဒီတာဝန်တွေကိုမလွတ်ဖို့ပြောတာမဟုတ်ပဲလုတ်တဲ့အခါမှာငါလုတ်ပေးထားတာဆိုတဲ့မာနနဲ့အစွဲမပါဖို့ဆိုလိုတာပေါ့နော် အတိအကျပါပဲ တဘောကတော့လေသမားတယောက်ကမျိုးစေ့တစ်စေ့ကိုစိုက်ပျိုးသလိုမျိုးပေါ့မြေတောင်မြောက်ပေးမယ်ရွေလောင်းပေးမယ်ပေါင်းတင်ပေးမယ်နေအောင်ချရအောင်လုပ်ပေးမယ် ဟုတ်ကဲ့ ဒါရီယာမိဘတယောက်အနေနဲ့ဒါမှမဟုတ်တာဝန်ရှိသူတယောက်အနေနဲ့လှုပ်တင်လှုပ်ထိုက်တဲ့အကောင်းဆုံးအကြောင်းတရားတွေကိုဖန်တီးပေးနေတာပါပဲဒါပေမဲ့အဲ့ဒီပင်ကိုချက်ချင်းအတိတီးလာအောင်ဆွဲဆန့်လိုက်လို့မှမရတာဟုတ်တယ်မလားကိုလုံးလိုက်တာကအကောင်းဆုံးပြုစုပြိုးထောင်ပေးဖို့ပဲလေ မှန်တာပေါ့ဒီနေရာမှာစိတ်ဝင်စားစရာအကောင်းဆုံးကတော့အကြောင်းကောင်းမှာအကျိုးကောင်းမယ်ဆိုတဲ့လောကရဲ့ဓမ္မသမတ်ချက်အကြောင်းပါပဲ လောကနီယာမှာသဘောတရားပေါ့နော် ဟုတ်ပါတယ်ငါမရှိဘူးဆိုပေမဲ့လည်းလောကကြီးမှာအကြောင်းကျိုးဆက်ဆက်မှုကတော့အများတန်းရှိနေပါတယ်ကလေးတယောက်ကိုအကောင်းမတင်ပေးခင်ရင်လမ်းမှန်မပြခင်ရင်အကြောင်းတရားမကောင်းတဲ့အတွက်အကျိုးပေးလဲဘေးကောင်းတယ်မလဲ ဟုတ်တယ် သားသမီးကိုငါမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ပစ်ထားလိုက်တာဟာတာဝန်မဲ့တာဖတ်တယ်လို့အနာဂတ်အတွက်အမှန်တန်ဆိုးရတဲ့အကြောင်းတရားကိုဖန်တီးလိုက်တာလည်းဖြစ်ပါတယ်ယူဘဗေဒနေရာမှာတယ်လို့ပါတယ်ကိုကယုံသည်ဖြစ်စေမယုံသည်ဖြစ်စေဆွဲငင်အားဆိုတာရှိနေတယ်လို့ပေါ့ အကြောင်းတရားလို့ရင်အကျိုးတရားဆိုတာထွက်လာမှာပါပဲ ဟုတ်ပါတယ်အနာဂတ်မှာကောင်းမွန်တဲ့အကျိုးရလဒ်ကိုလိုချင်နေဆိုရင်ပြီးဆုံးပန်မှာအကောင်းဆုံးသောအကြောင်းတရားတွေကိုမပြတ်မကွက်ပြုလုပ်ရမှာဖြစ်ပါတယ်ဒါကြောင့်ငါမရှိဘူးဆိုတဲ့အသည့်ဟာဘာမှမလုပ်ပဲထိုင်နေဖို့မဟုတ်ပဲလောကနီယာမှာအရာအကောင်းဆုံးအကြောင်းတရားတွေကိုနားလည်သဘောပေါက်စွာနဲ့ပို့ပြီးတော့စ조사ဖန်တီးရအောင်ပါ ဒီနေရာစပြီးတကယ်ကိုစိတ်ဝင်စားစရာကောင်းလာတာပါဘာလို့လဲဆိုတော့တာဝန်ယူမှုမှာအစွဲပါခြင်းနဲ့မပါခြင်းရဲ့ကွာခြားချက်ကိုကျမတို့လက်တွေ့ဘဝပုံစံတွေနဲ့ယင်ပြီးမြင်လာရလို့ပါ ဟမ်ဘယ်လိုမျိုးလဲဗျ ဒီနေ့ခေတ်မိသားစုတွေမှာကြုံရလေးရှိတဲ့ပြဿနာလေးတစ်ခုကိုတွေးကြည့်အောင်ဥပမာကိုသားသမီးကိုဆရာဝန်ကြီးဖြစ်စေခြင်းလို့ငွေကုန်ကြေးကြခံပြီးစွတ်တွန်းအားပေးနေမဲ့ကလေးကဆရာဝန်မဖြစ်ချင်ဘူး အမှုပညာရှင်ပဲဖြစ်ချင်တယ်ဒါမှမဟုတ်တခြားဝါသနာပါတဲ့အလုပ်တစ်ခုပဲလုပ်ချင်တယ်ဆိုပါစို့ငါအစကားနားမထောင်ဘူးငါကိုကျေးဇူးမဆပ်ဘူးဆိုပြီးဒေါသတွေထွက်လာတယ်ပူလောင်ရတယ်အဲ့ဒါဟာအခုနောက်ကကျမတို့ပြောကြတဲ့ဆွဲအလန်းကြောင်ဖြစ်လာတဲ့ဆင်းရဲဒုက္ခပါပဲ အဲ့ဒါတကက်ကိုထိမိတဲ့ဥပမာပဲဗျအဲ့ဒီလိုပူလောင်ရတာဟာသူတို့ကမိဘတာဝန်ယူလို့ပူလောင်ရတာမဟုတ်ဘူးနော်ငါစိတ်တိုင်းကြဖြစ်ရမယ်ငါသားသမီးဟာမပိုင်ဆိုင်မှုပဲဆိုလဲအစွဲကြောင့်ပူလောင်ရတာပါ မှန်ပါတယ်ဒါပေမဲ့အတိညာရှိသူရဲ့တဘာဝကကြတော့ကွာတော့ပြီသူတို့ကဘလို့ခံယူထားလဲဆိုတော့ဒါဟာငါတာဝန်ပဲသူ့အတွက်အကောင်းဆုံးပညာရေးအကောင်းဆုံးလမ်းညွှန်မှုပေးဖို့ဟာငါဖန်တီးပေးရမယ်အကြောင်းတရားပဲဆိုတဲ့စိတ်နဲ့သာလှုပ်ဆောင်တယ် အစွဲမပါတော့ဘူးပေါ့ ဟုတ်တယ်သူတို့ဟာလှုပ်တင်လှုပ်ထိုက်တာအကုန်လှုပ်ပေးတယ်ဒါပေမဲ့ရလက်ထွက်လာတဲ့အခါမှာတော့အဲ့ဒီရလက်ကိုပြေဝထင်းချုပ်လို့မရဘူးဆိုတာကိုလက်ခံထားတယ်ကလေးကဆရာဝန်မဖြစ်ပဲတခြားလမ်းကြောင်းကိုရွေးတော်ရင်တော့ဒါဟာသူကံသူ့ကြောင့်တရားသူ့ရွေးချယ်မှုပဲလို့နားလည်လက်ခံနိုင်တယ် အဲ့ဒီခါကျတော့ကောင်းတီဖြစ်စေစိုးတီဖြစ်စေစိတ်အစွမ်းမရောက်တော့ဘူးလေဝမ်းတာလွန်ခြင်းဝမ်းနဲ့လွန်ခြင်းဒေါသထွက်လွန်ခြင်းစတဲ့အစွမ်းရောက်စိတ်ခံစားမှုတွေကနေကင်းလွတ်သွားပြီးမိဘနဲ့သားသမီးဆက်ဆံရေးကလည်းပို့ပြီးအီးချမ်းလာတာပေါ့ ဟုတ်ပါတယ် ဒါဟာကျမတို့အားလုံးကတော့ကိုယ့်ဘဝကိုပြန်လဲဆက်စစ်ကြည့်ဖို့အရန်ကောင်းတဲ့အချက်လေးပါကိုချစ်တဲ့သူတွေကိုပြုစုစောင့်ရှောက်တဲ့အခါအလုပ်ထဲမှာလက်အောက်ငယ်သားတွေကိုတင်ပြပေးတဲ့အခါငါလွတ်ပေးလို့သူတို့အဆင်ပြေရမယ်ငါပြောတယ်လို့လုပ်ရမယ်ဆိုရမျောလင့်ချက်ကြီးကြီးမားမားပါသွားကြတယ် အဲ့ဒါကပြဿနာပဲ ဒါမဲ့ရလာဆိုတာကသူတို့ရဲ့ကိုယ်ပိုင်အကြောင်းတရားတွေသူတို့ရဲ့စ조사အထောက်မှုတွေအပေါ်မှာလဲမူတည်နေသေးတယ်ဆိုတာကိုနားလည်လိုက်ရင်စိတ်သက်သာရာအများကြီးရသွားနိုင်ပါတယ်ဒီလိုအကြောင်းကျိုးသဘောတရားတွေကိုအခြားဘာသာတရားတွေမှာတော့တွေ့ရတယ်လို့ကျမတို့အလုံးသိပြီးသားဖြစ်တဲ့မင်္ဂလာတုံမှာလဲအတိအလင်းလမ်းညွှန်ထားတယ်ဆိုတာကိုတွေ့ရပါတယ် ဟုတ်ကဲ့ ဒါမဲ့ဒီနေ့မှာတော့အဲ့ဒီမင်္ဂလာတုတ်ကိုဖျားစင်ရှိမှယူဖို့တက်မဟုတ်ပဲစိတ်ပညာရှုထောင်းကနေအကြောင်းကျိုးရှုထောင်းကနေလက်တွေ့ဘလို့အသုံးဖြမလဲဆိုတာကိုကြည့်ရအောင်ပါအထူးသဖြင့်သားသမီးအပေါ်ထားရှိရမယ်မိဘဝတရားတွေဖြစ်တဲ့မကောင်းမြစ်ထွာကောင်းရညွန်လက်အတက်တင်စေဆိုတဲ့တာဝန်တွေပေါ့ မကောင်းတာလို့ရင်တားမြစ်ရမယ်ကောင်းတဲ့ຢာတွေကိုညွှန်ပြပေးရမယ်ပညာတတ်အောင်သင်ပေးရမယ်ဆိုတဲ့တာဝန်တွေဟာတနည်းအားဖြင့်ပြောရင်ကလေးတရားအထက်လက်တွေ့ကြတဲ့အကြောင်းတရားကောင်းတွေဖန်တီးပေးနေတာပါပဲ ဒါကိုပိုချေပြန့်တဲ့ရှုထောင်ကနေချိတ်ဆက်ကြည့်မယ်ဆိုရင်မင်္ဂလာတုတ်ဆိုတာဟာတီယိုရီတက်တဲ့ပါဠိလိုရွတ်ဖတ်အောင်တက်တဲ့ကျမ်းစာတစ်စောင်မဟုတ်ပါဘူးလူမှုပတ်ဝန်းကျင်နဲ့အတိုင်းအဝိုင်းထဲမှာအကြောင်းတရားကောင်းတွေဘလို့ဖန်တီးတည်ဆောက်ရမလဲစိုးကျိုးတွေမဖြစ်လာအောင်အကြောင်းတရားတွေကိုဘလို့ကြိုတင်ကာကွယ်ရမလဲဆိုတာကိုပြသထားတဲ့အလွန်လက်တွေ့ကျတဲ့လမ်းညွှန်ချက်မြေပုံတစ်ခုဖြစ်နေပါတယ် ဥပမာလေးနည်းနည်းလောက်ပေးပါလား
ဥပမာပြရင်လူမိုက်ကိုမပေါင်းတင်ရဘူးဆိုတာဟာအခုတို့အကြောင်းတရားတနည်းအားဖြင့်ဘဝမှာပြဿနာတွေစိုးကျိုးတွေကိုဖြစ်စေမဲ့အန္တရာယ်တွေကိုကြိုတင်ရှောင်ရလိုက်တာပါပဲဒါကိုကိုအထင်ကြီးလို့သူများကိုအထင်တင်တာမဟုတ်ဘူးကိုယ့်ရဲ့အကြောင်းတရားကိုကာကွယ်တာပါ မန္တာဘောလူလေးမကိုပေါင်းတင်တာကြလို့ကုသိုလ်အကြောင်းတရားအောင်မြင်မှုနဲ့ငြိမ်းချမ်းမှုဆိုတဲ့ကောင်းကျိုးကိုဖြစ်စေမဲ့အကြောင်းကိုရှာဖွေတည်ဆော့လိုက်တာဖြစ်သွားတာပေါ့ တရားကိုအကောင်းဆုံးဖြစ်စီနေတာပဲဖြစ်ပါတယ်ဒီအရာတွေအားလုံးဟာအကြောင်းကျိုးဆက်ဆက်မှုပေါ်မှာအခြေခံပြီးတည်ဆောက်ထားတာကိုထင်ရှားစွာတွေ့မြင်နိုင်ပါတယ် တကယ်ကိုဟုတ်တယ်ကျမတို့ရဲ့လောက်ရတိုင်းဆုံးဖြတ်ချက်တိုင်းဟာအကြောင်းတရားတွေဖြစ်ပြီးအဲ့ဒီအကြောင်းတရားတွေကနေအကျိုးရလက်တွေထောက်ပေါ်လာမယ်ဆိုတာကိုနေ့စဉ်ဘဝမှာတတိပြုမိဖို့အရေးကြီးပါတယ်ဒီနေရာမှာမတ်ရှုတွေထဲကအရေးကြီးဆုံးနဲ့မှတ်သားဝယ်အကောင်းဆုံးစာသားလေးတစ်ခုကိုကျွန်မထပ်ပြီးအလေးပေးပြောချင်ပါတယ် ဘယ်စာသားလေးများလဲဗျာ အဲ့ဒါကတော့ရလက်ကိုပိုက်ဆိုးခွင့်မရှိပေမဲ့အကြောင်းတရားကိုဖန်တီးခွင့်တော့ကျွန်တော်တို့မှာအပြည့်အဝရှိတယ်ဆိုတဲ့အချက်ပါပဲကျမတို့ဟာအနာဂတ်မှာဘာဖြစ်လာမလဲဆိုတာကိုအတိအကျကြိုးတင်မခံမနိုင်တယ်လို့ရလက်ကိုလည်းရာခိုင်နှုန်းဖြစ်ထင်းချုပ်ပိုက်ဆိုးထားလို့မရပါဘူး ဟုတ်ကဲ့ ကိုကအကောင်းဆုံးလုပ်ပေးမယ်အချင်းရဲ့ကြောက်ရလက်ကဆိုးချင်ဆိုးသွားနိုင်တယ်ဒါရင်ပဲအခုလက်ရှိပစ္စုပန်အချိန်မှာကိုလုံနိုင်တဲ့အကောင်းဆုံးຢာတွေကိုရွေးချယ်လောက်ဆောင်ခွင့်ကတော့ကျမတို့လက်ထက်မှာအပြည့်အဝရှိနေပါတယ် အဲ့ဒီအချက်ကတကယ်ကိုအဓိကတော့ချက်ပဲဗျာငါဆိုတဲ့ခိုင်မာတဲ့အမြဲတမ်းဒီမြဲနေတဲ့ຢာမရှိဘူးဆိုပြီးမဲ့လော့ရက်ကတော့အရှိအတိုင်းအကျိုးပေးဖို့ကြံနေတာကိုတေချာနားလေထားမှာမယ်လူသားတွေကအတိတ်ကိုပြန်သွားပြီးပြန်လို့မရတယ်လို့အနာဂတ်ကိုလည်းစိတ်ချရအောင်စိုးကင်ထားလို့မရဘူး တကယ်တမ်းကိုပိုင်တာကိုကိုထိန်းချုပ်လို့ရတာဆိုလို့ပစ္စုပန်စက္ကန့်လေးမှာလုံနေတဲ့ကိုယ့်ရဲ့လုပ်ရက်တွေပဲရှိတာပေါ့နော် ဒါကြောင့်ကိုယ့်ရဲ့နေ့စဉ်ဘဝမှာကောင်းတဲ့လုပ်ရက်တွေကိုထက်ခါတလဲလဲလုပ်နေဖို့ကိုယူရမယ့်တာဝန်တွေကိုကြေးပေါ်အောင်စူးစမ်းနေဖို့ကဒါကြီးကဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်အစွဲမပါတဲ့လုပ်ရက်ငါဆိုတဲ့မာနမပါတဲ့တာဝန်ယူမှုအားအရန်ကိုတန့်စင်တယ်အားကောင်းတယ်ပြီးတော့အရေးကြီးဆုံးကစိတ်ထဲမှာဘာပူလာမှုမှမရှိတော့ဘူး ကဲဒါဆိုဒါတွေအလုံးရဲ့အဓိပ္ပာယ်ကပါလေဒီသဘောတရားတွေကိုကျမတို့လက်တွေ့မှာဘယ်လိုနားလည်မလဲဥပမာလုပ်ငန်းခွင်မှာဆိုပါစို့ရုံးမှာ project တစ်ခုလုပ်တယ်ကိုကညက်ဖက်တွေပါအေးရေးခံအကြံပိုးတွေစင်းပြီးအကောင်းဆုံးလုပ်ခဲ့တယ်ဒါမှပြင်ပချီနေတစ်ခုခုကြောင့်ဒါမှမဟုတ်တထဲရဲ့ဆုံးဖြတ်ချက်တစ်ခုခုကြောင့်ရလက်ကထင်လို့မဖြစ်လာဘူးဒါမှမဟုတ်ကိုကယာရုတော့မခံရဘူးပေါ့ အဲ့ဒီအချိန်မှာတာမန်လူဆိုရင်ငါဒီတော့လောက်တာတောင်အတိအမှန်မပြူးငါကိုနေရာမပေးဘူးဆိုပြီးဒေါသတွေထွက်စိတ်ပြက်ပြီးပူလောင်တော့တာပဲ ဟုတ်တယ်အဲ့ဒီလိုခံစားရတာဟာလုံးရဲ့ကိုအာယုံမဆိုင်ပဲရလက်ကိုအစွဲလန်းကြီးသွားလို့ဖြစ်ရတဲ့စိတ်ပင်ပန်းမှုပဲမဟုတ်လားအကေဝေးတာကိုကအစွဲမပါပဲငါတာဝန်ကဒီ project ကိုအကောင်းဆုံးဖြစ်အောင်လုပ်ဖို့ပဲအဲ့ဒီအကြောင်းတရားကိုငါအပြည့်အဝဖန်တီးခဲ့ပြီးပြီရလက်ကတော့ငါထင်းချုပ်မှုအောင်မှာမရှိဘူးလို့တွေးနိုင်ရင်အဲ့ဒီစိတ်ပင်ပန်းမှုတွေတိပိတတာရောကြဖွားမယ်ဆိုတာသိကြပါတယ် လုံးဝတေချာတာပေါ့ဗျာစိတ်ဖိစီးမှုဆိုတာတကယ်တမ်းကျတော့ကိုလှုပ်ရှားရှိတဲ့အလုပ်တွေတာဝန်တွေများလုံးလို့ဖျက်တာထက်အဲ့ဒီလုပ်ရက်တွေအပေါ်ထားရှိတဲ့အစွဲအလန်းတွေမဖြစ်မနေငါလိုချင်တဲ့အတိုင်းဖျက်မယ်ဆိုတဲ့မျောလင့်ချက်တွေကြောင့်ပိုပြီးဖျက်တာပါ ကိုယ့်ရဲ့စ조사မှုကိုယ့်ရဲ့လုပ်ရက်တက်တက်ကကိုယ့်ကိုမပင်ပန်းစေဘူးလေ ဟုတ်တယ်ငါလုပ်ပေးရတာပဲငါကိုကျေးဇူးတင်ရမယ်အတိမတ်ပြရမယ်ဆိုတဲ့မာနာတွေကသာလူကိုအရင်ပင်ပန်းစီတာပါ အကန့်ရတာအကြောင်းကျုံအမင်တက်တက်နဲ့ဒါဟာငါလုံးမရမယ်တာဝန်အကောင်းအကြောင်းတရားဖန်တီးပေးုံတာငါလုံးမယ်ဆိုတဲ့စိတ်ထားမျိုးနဲ့ပြောင်းလဲလှုပ်ဆောင်ကြည့်မယ်ဆိုရင်တော့လုံးရက်ကူတိုင်းကပဲကိုယ့်သက်ဆူလာတစ်ခုလို့ဖြစ်သွားလိမ့်မယ် အဲ့ဒီခါကျရင်ရလဘလော့ကထွက်စီအချမ်းနေမှာပေါ့နော် ဒါဟာရလက်ကိုလက်လွတ်ရတဲ့တက်တီလို့လည်းခေါ်လို့ရပါတယ်အဲ့ဒီတက်တီရှိမှတာဝန်ဆိုတဲ့ဝန်တုံဝန်ပိုးကိုပေါ်ပပနဲ့အပြည့်အဝထမ်းဆောင်နိုင်မှာဖြစ်ပါတယ်တကယ်ကိုလေးနက်ပြီးလက်တွေ့ကြရဲ့အမြင်တွေပါပဲဒီကနေ့လက်လာခဲ့တဲ့အကြောင်းအရာတွေကိုအချင်းချုပ်ပြန်ကြည့်မယ်ဆိုရင်စိတ်မှန်တဲ့တာဝန်ယူမှုဆိုတာအရာရာကိုကိုယ်စိတ်တိုင်းကျထိန်းချုပ်ခြင်းတဲ့အစွဲလုံးဝမပါဝင်ဘူးဆိုတာပါပဲကိုလှုပ်ပေးနိုင်တဲ့ကိုဖန်တီးနိုင်တဲ့အကြောင်းတရားတွေကိုသာညံ့ညံ့နာနဲ့ရှင်ပြီးအကောင်းဆုံးဖန်တီးပေးခြင်းဟာတကယ်စိတ်မှန်တဲ့တာဝန်ယူမှုဖြစ်ပါတယ် မှန်ပါတယ် တာဝန်ဆိုတာထမ်းထားရမယ်လေးလံတဲ့ဝန်ထုတ်ဝန်ပိုးကြီးတစ်ခုမဟုတ်ပဲကိုယ်တိုင်ရွေးချက်စိုက်ပျိုးရမယ်လှပတဲ့မျိုးစေ့တွေဖြစ်တယ်ဆိုတာကိုဒီကနေ့ဆွေးနွေးမှုကနေတေချာမြင်တွေ့ခဲ့ရပါပြီဒါဟာလွန်ကိုရင်ကျက်တဲ့သဘောထားဖြစ်ပြီးနေ့စဉ်ဘဝမှာတကယ်တမ်းအတောင်းချနိုင်ရင်အရန်ကိုအကျိုးများမဲ့အတွေးခေါ်တစ်ခုပါပဲ ဒါကအရေးကြီးတဲ့မေခွန်းတစ်ခုကိုဖြစ်လာစေပါတယ်ဗျာနားစနေသူတွေအနေနဲ့ဒီရညအိယာဝေခါနေဖြစ်ဖြစ်မနေ့ဖြန်ကော်ဖီတောက်ရင်ဖြစ်ဖြစ်ကိုပြန်လဲမေခွန်းထုတ်ကြည့်ဖို့ပါ ဘယ်လိုမေကိုမျိုးလဲရှင် က
ကိုယ်တိုင်ဖန်တီးခွင့်ရှိတာအပြည့်အဝထိန်းချုပ်ခွင့်ရှိတာကကိုယ့်ရဲ့လုပ်ရဆိုတဲ့အကြောင်းတရားတတ်တာဖြစ်တယ်ဆိုရင်ငါတို့တွေနေ့စဉ်ဘဝမှာတခြားသူတွေရဲ့ဘဝတွေလုပ်ငန်းခွင်ကကိုမပိုင်တဲ့ရလက်တွေကိုလိုက်ပြီးထိန်းချုပ်ဖို့စ조사နေတာတွေကကိုယ့်အတွက်အလကားတတ်စိတ်ဖိစီးမှုတွေပူလောင်မှုတွေကိုရှာနေတာများဖြစ်နေမလားဆိုတဲ့အတွေးလေးပါတကယ်ကိုစဉ်းစားစရာပဲနော်ကိုပိုင်စိုးခွင့်မရှိတဲ့ရလက်တွေကိုလိုက်လို့ရင်စိတ်ညစ်နေတာထက်ကိုပိုင်ခွင့်ရှိတဲ့အကြောင်းတရားကိုပဲအကောင်းဆုံးဖြစ်အောင်လုပ်ဖို့အာရုံစိုက်တဲ့မိလားဆိုတာတကယ်ကိုတွေးတောစရာပါပဲအလွန်ကိုထိမိတဲ့မိခွန်းတစ်ခုပါပဲဒီတွေးလေးကနားဆင်နေသူတွေရဲ့နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့အချီးနီးစိတ်ဖိစီးမှုတွေကိုတိုင်းတဲ့တစ်ခုထိတိတိတတ်ပါရှော့ချပေးနိုင်လိမ့်မယ်လို့ကျွန်မပြေဝယုံကြည်ပါတယ်တောင်းကိုပြေဝယူပါဒါပေမဲ့အဲ့တောင်းအပေါ်ကညှိနေတဲ့အစွဲကိုတော့အတားလေးချထားခဲ့ပါဆိုတဲ့သတင်းစကားဟာရိုးရှင်းပေမဲ့အလွန်ကိုအားကောင်းပါတယ်ဟုတ်ပါတယ်အသိပညာကိုအမြဲတမ်းရှာဖွေနေသူတွေနဲ့ဒီကနေ့ဆွေးနွေးခဲ့တဲ့အကြောင်းကျိုးချမ်းနဲ့အစွဲကင်းတဲ့တောင်းဝင်ယူမှုအကြောင်းတွေကိုကိုယ့်ရဲ့လက်တွေ့ဘဝမှာအသုံးချကြည့်ရင်ကိုယ်ပိုင်တွေ့ကြုံနေတဲ့ချိတ်ဆက်ပြီးဆက်လက်လေးလာတွေးတောကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်ဒီကနေ့ကျွန်မတို့ရဲ့နည်းနည်းရှိုင်းရှိုင်းလေးလာဆွေးနွေးမဲ့အစီအစဉ်မှာအတူတကွပါဝင်နားဆင်ပေးခဲ့ကြတဲ့ကျေးဇူးတင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနေ့စဉ်ဘဝအတွက်အသုံးဝင်မဲ့အတွေ့ခေါ်ရင်နဲ့အတူပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲပူလောင်မှုကင်းတဲ့တာဝန်ယူမှုတွေနဲ့အေးချမ်းတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေ